ကဲဒီနေ့တော့တာဝါခုတ်ပြပါမယ်တော့ကြမယ်တာဝါဒီတာဝါလေးခုတ်လာမယ်ပေါ့နော်အနေရခုတ်ပြပါမယ်တမဲအိမ်မှာသွားရတာမိုင်းအလုံးလေးတွေပေါ့ဒီသွားတယ်လေတခါတက်ခါလို့ဆိုပြတာပါမယ်နော်ဝါကတူကွန်ဖိုင်ကိုခေလိုကဲမမထပ်ဖို့ချာပြောစောပဲဒုက္ခတိလို့ပေါ်နေချင်တယ်ဒီရပေါ်နေနော်လို့ပေါ်နေဟုတ်တယ်ပါတယ်လောနဲ့ခေဒုက္ခတော့ပါနေမှာချီကဲတချင်လေးရတော့ဆိုပြလိုက်ပါပြီနော်ချီပြချလို့ကျေးဇူးတင်ပါတယ်နော်ကဲအဲ့မှာချီလေးကိုခုံပါလေးခုံနေပေါ့နော်အဲ့မှာခုံ